နေ့ဘာဟောမလဲတခိုးနဲ့ဆိုတော့ဘာဟောမလဲတခိုးနဲ့ဆုံတော့ဆိုတော့နင်တို့ဒီထဲတခိုးပါလားပြောတယ်နင်တို့လူကောင်းလားတခိုးလားတခိုးကြပဲကောင်းဟုတ်လားမျက်လုံးလေးတွေကောင်းသလားပြောတယ်ဘယ်လိုမကြည့်လဲနင်တို့အကမ်းပါလားပြောတာဒါမှမဟုတ်ဘူးမျက်လုံးလေးတွေကောင်းသလားအဲ့ဒါသိကြသိတယ်နားလားမိစ္ဆာဒိဋ္ဌိပုံရန်ကြီးမြတ်စွာဘုရားတဲ့မြတ်စွာဘုရားတွေ့တဲ့အခါကျတော့နှုတ်တဲ့စကားပြောအလဘတလဘပြောမြတ်စွာဘုရားခေါ်တော့မှာဘုရားတပည့်တော်တို့ရဲ့အယူဝါဒထဲမှာမျက်လုံးကမကောင်းဘူးဘုရားပါတယ်လေမျက်လုံးကမကောင်းဘူးဘုရားလေတောင်ကြည့်မြောက်ကြည့်ကြည့်တယ်ဘာကြည့်လဲမဟုတ်တာတဲ့ကြည့်တယ်ပါတယ်လေမတော်တာတဲ့ကြည့်တယ်ပါတယ်လေဒါကြောင့်ထိုးဖောက်ကြအောင်ကောင်းတယ်ပါတယ်လေထက်ခါကြည့်တယ်ပါတယ်လေယူတဲ့ကြည့်ပါတယ်ပါတယ်လေယူကြည့်တယ်ဆိုရင်လည်းနားလေလူတယောက်ကိုမြင်လိုက်တယ်ဆိုကြပါစို့မြင်လိုက်ပြီးရင်ဒီပုဂ္ဂိုလ်ပျောက်သွားရင်ဓာတ်ပုံရိုက်ပြီးပြန်ကြည့်မရဘူးလားဒါကိုယူကြည့်တယ်လို့ခေါ်တယ်ဘာကြည့်လဲနောက်ဖြည့်တယ်ကြည့်ပါတဲ့ဘာလဲဘယ်နေရာမှာဘာကြည့်တယ်ဘာကြည့်တယ်ဒီလိုမကြည့်ဘူးလားဒါကိုဖြည့်ကြည့်တယ်လို့ခေါ်တယ်ကြားလားဒါကြောင့်မျက်လုံးကထိုးဖောက်เสียကောင်းတယ်ဘာလဲမျက်လုံးကမကောင်းပါဘူးဗျာတဲ့ဘာလဲဘယ်သူမျက်လုံးလဲဘယ်သူမျက်လုံးလဲမကြည့်တယ်ဘယ်သူမျက်လုံးလဲလို့ကြည့်ပြောအဲ့လိုလို့ကောင်းရလားမျက်လုံးဒါကြောင့်ဘုရားမကောင်းဘူးတဲ့နင်တို့ဘာမကောင်းမှန်းလဲအဲ့ဒါမကောင်းဘူးဆိုတော့ဘောရမရဲ့အယူကြမြင်နေမြင်နေမြင်နေမြင်ကမတ္တကလေးမြင်နေမြင်နေဘာတယ်လဲမြင်နေမြင်နေကြလားမြင်နေဆိုတော့လှတာပါသေးလားရန်သူရောပါသေးလားမြင်နေမြင်နေမြင်နေမြင်ကမတ္တကြလားဒါစက္ကုတကားလို့ဘုဘမတော်မိန်းမရောပါသေးလားယောက်ျားပါသေးလားအဲ့ဒါတကားကြလားမိစ္ဆာဒိဋ္ဌိရဲ့အယူကြတော့သူတို့မလုတ်တာမလုတ်တတ်တော့ထိုးဖောက်เสียကောင်းတဲ့ဒေါသလို့ခေါ်တယ်ဘာလို့ခေါ်လဲထိုးတယ်မပေါက်ရဲ့ကြလားဖះနဲ့မကွာဘူးလားဒါကြောင့်ဖះလို့ခေါ်တယ်ကြလားဖះနဲ့မိစ္ဆာဒိဋ္ဌိကြီးနဲ့ကွာတယ်အဲ့လိုအသိဉာဏ်မတူဘူးနော်မှတ်မိလားနောက်တစ်ခုသွားကြခုနဘာဟောလဲသခိုးနဲ့ဆုံးတော့ဘာဟောလဲသခိုးဟိအယတ်ထဲမှာသခိုးခဏခဏခိုးပြီဆိုတော့နာမည်ပြက်တယ်အယတ်နာမည်ပြက်တယ်ဘာနာမည်ပြက်လဲအဲ့ဒီတော့သုံးတော့ဆင်းရပါတယ်ဘယ်သူဆင်းရလဲသုံးတော့ကဘာလို့မလို့လဲသခိုးဖမ်းမလို့ဘာလို့မလို့လဲဒီတော့အယတ်ထဲရောက်လာတောင်းကြည့်မြောက်ကြည့်ပြီးတဲ့အခါကျတော့ဒီပုဂ္ဂိုလ်မျက်လုံးကစားတယ်မငြိမ်ဘူးဒါသခိုးနဲ့တူတယ်သခိုးရတဲ့လူကအဲ့တော့နည်းနည်းလေးနေဝင်တော့မယ်ဆိုရင်သခိုးတောင်းကြည့်မြောက်ကြည့်ပြီးအလစ်လိုက်ချောင်းလမ်းကျူလမ်းကြားတဲ့ဝင်ပါပဲတဲဝင်လဲသုံးတော့ကတော့ဝင်လိုက်မရတခုခိုးရင်ဖမ်းမယ်
ရလားတကုတ်ကိုရင်ဘာဖြစ်မလဲဟုတ်တယ်အိမ်ကျိုးအိမ်ညားတဲ့ဝင်တဲ့သုံးတော့ကတည်းကလိုက်အဲကြတောင်ကြည့်မြောက်ကြည့်ခိုးမဲ့ကြံလိုက်နောက်ကလူတယောက်တွေးလိုက်ခိုးလို့မရတပြေးစီသွားရင်သုံးတော့ကလည်းမယုံမလဲနောက်ကလိုက်ဆိုတော့တခုကမချောင်းတော့အာယုံကျင်းအလင်းရောက်တော့မယ်ဆိုတော့တခုကလူတွေနိုးပြီတခုခိုးလို့မရတော့ဒီတော့တခုဘာပြန်လို့လဲအိမ်ပြန်အိတ်သွားတယ်ဘာပြန်အိတ်လဲအဲ့တခုကမခိုးဘူးဆိုရင်ဘာလို့ခေါ်လဲလူကောင်းလို့ခေါ်တယ်ဘာလို့ခေါ်လဲအေးသဘောပေါက်ရလားဒီငါဟောတာပါနာလဲနားလဲဟမ်နားလဲလားသိနားလဲမတခုနေ့ခန္ဓာကိုယ်မှာဓဝါရ6ပေါင်းရှိတယ်အဲ့ဒီအကုန်လုံးတစ်ခုကြီးလိုက်ခုရလားမြင်တော့လှတာလေးတွေ့တော့မလို့ခြင်းဘူးလားဉာဏ်လူတွေ့တော့ဒေါသမဖြစ်ဘူးလားအဲ့ဒါနှခေါင်းအဲ့ဒါကိုနင်တို့ဘာလို့လဲမြင်တော့မြင်တယ်မမှတ်ဘူးလားခုနလောဘလူကျင်တာဒေါသစိတ်ဆိုးတာရလားလောဘနဲ့ဒေါသဒီဘယ်ရဖြစ်တာတော့မျက်လုံးကဘယ်ရဖြစ်တာတော့သိသိချာချာနာနာမြင်တယ်မြင်ငါမတ္တဆိုတော့လောဘဒေါသပါလိမ့်လားဘာတွေဖြစ်သွားလဲကုသိုလ်တွေဖြစ်သွားတယ်ဘာတွေဖြစ်သွားလဲအဲ့ဒါဘုရားနိမျိုးဝိပဿနာအားထုတ်ပြီးကုသိုလ်ရဟုတ်လားဟိုကအာကုသိုလ်တေဟုသွားမယ်ဒီကဘယ်သွားလဲနိဗ္ဗာန်သွားမယ်ဘယ်သွားလဲဘာလို့လဲရှုမှတ်လို့ဘာလို့လဲအဲ့တရားတွေရှုမှတ်နေတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်မှာတပါမရှိဘူးနိဗ္ဗာန်မှာသွားတယ်သဘောပေါက်လားအေးမကွာချဘူးလားအဲ့ဒါကြောင့်ဘုရားသားတော်ဘုရားသမီးတော်ဆိုတာအဲ့အမှတ်ကလေးတွေဒါလေးတွေလိုက်ရှုနေတာလောဘဒေါသမောဟဒီသုံးမျိုးမလာရင်ကုသိုလ်လို့ယူရတယ်ဘာလို့ယူရလဲအေးဒီတော့ကြားတယ်ကြားကမတ္တကလေးဒါလည်းကုသိုလ်ရတယ်တို့တချင်းတန်ကောင်းလိုက်တာလောဘကြလားကိုယ်ဆဲလိုက်ပြီဆိုတော့ဒေါသမဖြစ်ဘူးလားလောဘနဲ့ဒေါသဘယ်ရဖြစ်တာတော့နာဘယ်ရဖြစ်တာတော့နာဖြစ်တယ်ကြားတယ်လောဘပါသေးလားတချင်းတန်ပါသေးလားဆဲတာပါသေးလားကြားတယ်ကြာကမတ္တအဲ့ဒါကိုကုသိုလ်ဖြစ်တယ်ဘာတွေဖြစ်လဲအေးကုသိုလ်တွေကြားလာမြင်တော့မြင်တယ်နန်းတော့နန်းတယ်မှုရပုတ်တော်နန်းတယ်မလားဘူးနန်းတယ်နန်းကမတ္တကလေးကြားလားမှုနေတော့လောဘမဖြစ်ဘူးလားပုတ်တော်နန်းတော့ဒေါသမဖြစ်ဘူးလားလောဘနဲ့ဒေါသဘယ်ရဖြစ်တာတော့နှခေါင်းဘယ်ရဖြစ်တာတော့အေးနင်တို့အစာလေးဒီစားနေရဲ့စားနေနဲ့ကောင်းတယ်ဆိုတော့လောဘလို့ခေါ်တယ်ဘာလို့ခေါ်လဲအေးနောက်မကောင်းဘူးမကြိုက်ဘူးဒေါသဖြစ်နေစိတ်ဆိုးနေတော့ဒေါသဘာပေးလဲဒေါသဘာပေးလဲလောဘနဲ့ဒေါသကုသိုလ်လားအကုသိုလ်လားအကုသိုလ်မဖြစ်နေဘူးလားနေရကမှနေလို့ဓဝါရ6ပေါ့အကုန်ဖြစ်နေကြလားအေးနေလို့နားမလဲလို့အပေသွားမှာမဟုတ်ဘူးအပေသားဘာသာတွေလဲနားလဲလားနေလို့ဘယ်သွားမှာလဲဒီဟုတ်ကြလားဘာလို့လဲဆိုတော့ဓာရီဘုရားဘောကဓာလေးတွေသိဘုရားမပေါ်တော့ငါကောင်းနေတယ်ဟုတ်နေပြီမထင်ဘူးလားသူကဘယ်သွားနေလဲအပယ်သွားနေတယ်ဘယ်သွားနေလဲမသိဘူးလားသိလားအေးသိသလားမသိဘူးလားအေးဒါကြောင့်တခုကမခိုးရင်ဘာလို့ခေါ်လဲလူကောင်းလို့ခေါ်တယ်ဘာလို့ခေါ်လဲဘာလို့လဲမခိုးလို့ဘာလို့လဲတိတိကျကျနာနော်အဲ့ဒါတခိုးဟိတခိုးအရထဲမှာတခိုးခိုးပြီဆိုရင်မအော်ဘူးလားအော်ရင်လူတွေကအဲ့ဒီတခိုးမလိုက်ဘူးလားဘာတွေနဲ့လိုက်လဲလက်နဲ့တည်ယူပြီးတော့လိုက်ပါတယ်ဘာတွေနဲ့လိုက်လဲဒုတ်ဒီဓာရီလှန်နေခေဒီကိုင်းပြီးတော့မလိုက်ဘူးလားထိုးမဲခုံးမဲပြင်းမဲခတ်မဲဒီလိုမရှိဘူးလားပြတခိုးကကြောက်နဲ့ပြေးရတယ်တခိုးဘာလုပ်လဲပြေးရပါတယ်မပြေးဘူးလားပြေးလားအေးဟိုကခင်းနဲ့ပေါက်ချင်မနာဘူးလားအေးခေါင်းဒုံနဲ့ရိုက်လိုက်တော့မူးမသွားဘူးလားဓာတ်နဲ့ခုတ်လိုက်တော့မနာဘူးလား
လှမ်းနဲ့ထိုးရမနာဘူးကဲမညာနဲ့နင်တို့ငါမေးတာဖြေပြီးလားနင်တို့ဖြာပေါ်မှာဒုတ်တိနဲ့ရိုက်သလိုခဲရီနဲ့ပေါက်သလိုလှမ်းနေနဲ့ထိုးသလိုဓာတ်ရီနဲ့ခောက်သလိုမခံအောင်လက်ခံအဲ့ဒါဘာလို့ခံဘာလို့ခံရလဲပြောတာဘာလို့ခံရလဲအဲ့ဘာလို့မပြောလဲအမေကြီးကျဒီကရှင်မွေးတဲ့သူများတွေမတတ်ဘူးလားအေးမတတ်ဘူးလားအေးအဲ့ဒါဟားလေလားအကုသိုလ်မှန်တယ်ဒီမှာအကျိုးပေးတာပဲနင်တို့အဲ့ဒီနေရာမှာအကုန်လာမตาမျက်နှာပေါ်မသေးရုံနဲ့တော်သေးတယ်ဟုတ်လားနင်တို့သခိုးလားလူကောင်းလားခုနတော့လူကောင်းတယ်မကိုးလားခိုးလားအေးနင်တို့တန်လေးတွေတုံလိုက်ဒီဘူးလေးတွေဖြစ်တတ်လိုက်ဒီကောင်လေးတွေဖြတ်လိုက်အားလေးတွေခွဲလိုက်ကြလားအေးငါးလေးတွေထုလိုက်မလုပ်ဘူးလားလုပ်လားအဲ့ဒါသိပဲလားချမ်းအေးသူနင်တို့အလက်ခံနိုင်ရလားမခံနိုင်ဘူးဟုတ်ပြီဘာမျက်နှာပေါ်လဲမตาမျက်နှာဖြစ်ရမตาဟောတာအလကားမဟုတ်ဘူးကြားလားအဲ့ဒါလေးတွေရောက်လာတိတ်တိတ်လာဒါကမ္မဋ္ဌာန်းကြီးဟောပြီဆိုရင်အဲ့ဒါလေးသတိထားတယ်ကြားလားအေးအဲ့ဒါတခိုးဆိုတော့မိအောင်မလားတခိုးမမိလားမိလားအေးတခိုးအဲ့ဒါတခိုးကပြေးရပါတဲ့တခိုးကဘာဖြစ်လဲမပြေးဘူးဆိုရင်လူကြီးကနောက်ကများတယ်ရိုက်သားသေးမှာဒီတော့ဘာလို့လဲလွတ်မြရတယ်ဘာလို့လဲဒီတော့အနေတို့ဒီဘာခေါ်လဲဆိုတော့နင်တို့အပြေးသမားပါတယ်လေအဲ့ဒီသမထမှာလဲတဲ့ပုဂ္ဂိုလ်မှန်သမျှအပြေးသမားတွေပြေးနေဘယ်ပြေးလဲလူပြေးနတ်ပြေးပြမပြေးငရဲတရိစ္ဆာန်ဗိဒ္ဓအတူရကဲရောက်မသွားဘူးလားဘာလို့ရောက်လဲပြေးလို့ဘာလို့ရောက်လဲအေးအဲ့ဒီမှာဝဲလဲပြီးတော့လူတဲ့စီနတ်တဲ့စီပြမတဲ့စီငရဲတရိစ္ဆာန်ဗိဒ္ဓအတူရကဲမသိဘူးလားအဲ့ဒါနင်တို့ဘယ်ကိုပြေးတာတော့ပြေးမဲ့နေရပဲပြေးပြေးလဲအေးမသိဘူးလားသိလားပြေးတာမှန်သေးလားဘာလို့မမှန်လဲသိလို့ဘာလို့မမှန်လဲအေးခုကြတော့ဝိပဿနာဆိုတော့မြတ်စွာဘုရားရဲ့နီးရဘယ်သွားလဲနိဗ္ဗာန်ပြေးပါပဲဘယ်ပြေးလဲဘာနဲ့ပြေးလဲတရားလေးတွေရှုမှတ်ပြီးတော့သွားတယ်မင်းတို့မမှတ်ဘူးလားကြားရင်ကြားတယ်မြင်တော့မြင်တယ်တလန်းနီးသွားတမအမကလေးတမနိဗ္ဗာန်တလန်းနီးသွားတယ်ဘယ်သွားလဲနိဗ္ဗာန်သွားတယ်ဘယ်သွားလဲနိဗ္ဗာန်ပြေးတာကြားလားအဲ့ခေါင်းလူကြီးကဘာနဲ့တူလဲဆိုတော့အကုသိုလ်နဲ့တူတယ်နင်တို့လှုပ်ထားတာအကုသိုလ်တွေအများကြီးရှိတယ်အဲ့ဒါနောက်ကလိုက်တာပဲကြားလားဒါကြောင့်ခန္ဓာနင်တို့တော်သေးတယ်ငရဲကြည့်ကြတယ်မလုပ်ဘူးကြားလားခုကဖြာပေါ်မှာခန္ဓာဘာပေါ်မှာခန္ဓာလဲအေးကျွေးရှိရင်တောင်းပါလေဘာဖြစ်လဲကျွေးကြည့်သွားရင်မတောင်းတော့ဘာလို့လဲကျွေးမရှိဘူးဘာလို့လဲအဲ့ဒါလေးတွေအကုန်ဆက်လိုက်ကြားလားမဆက်ချင်ဘူးလားမဆက်ချင်ငရဲကြည့်ပဲကြည့်အောင်ဆက်လိုက်နော်အေးဒါဘုရားနေမသိပါဘူးနင်တို့ကြားလားအဲ့တော့ဘာဆက်မလဲကျွေးဆက်မယ်ဘာဆက်မလဲအေးသူများတော့နင်တို့တတ်သေးတာပဲကြားလားဒါကိုယ်လည်းဒီလောက်တော့ခံလိုက်တော့မခံရင်ဘူးလားသိပြီးတော့မခံနိုင်ဘူးဆိုရင်မြတ်စွာဘုရားတပည့်တော်နောက်မတတ်တော့ပါဘူးဘုရားသူများကိုမနှိပ်စက်တော့ပါဘူးဘုရားကြားလားတတ္တဝါကိုနှိပ်စက်လို့ခံရတယ်ဆိုတာအရိယာမသိတဲ့ပုထုဇဉ်မသိဘူးကြားလားအေးနှစ်ဖန်ကြဉာဏ်တွေဟောမယ်တဲ့နှစ်ဖန်ကြတော့ဘာမှကဲထားကြပါဦးနှစ်ဖန်ကြဉာဏ်တွေဟောမယ်ကြားလားအဲ့ဒါသခိုးကဘာလို့လဲရက်မနေပါဘူးတဲ့ဘာဖြစ်လဲပြေးရပါတဲ့ဘာလဲအေးနင်တို့အမကလေးတမမှသွားတာနိဗ္ဗာန်တလန်းနီးသွားတယ်ဘယ်ပြေးလဲနိဗ္ဗာန်သွားတယ်ဘယ်သွားလဲအဲ့ဒါသခိုးကပြေးဘယ်ရောက်သွားလဲဆိုတော့ကန်းဆက်ကိုရောက်သွားပါလေဘယ်ရောက်သွားလဲတောင်ကြည့်မြောက်ကြည့်လိုက်တဲ့အခါကျတော့လှီလေးတွေ့တော့ဟိုဘကန်းကူးသွားတယ်သခိုးလွတ်မသွားဘူးလားဟိုဘကန်းပြန်ကြည့်တော့ဟာဟိုဘကန်းလူကြီးငါဟိုဘကန်းနေပြီးမှပဲခုဒီဘကန်းရောက်သွားတော့ဝင်းသာအားရပြီးတော့လူကြီးပြန်ကြည့်တယ်
လူကြီးကိုကြောက်ကြကောင်းလိုက်တာငါဟိုဘက်ကနေရင်ဒီမှာပဲဒီလိုမသိရဘူးလားအေးနင်တို့လည်းအဲ့ဒီပြီးမဲ့ခင်ဖောင်းကြို့ဆိုတာရှိတယ်ကြားလားအဲ့ဒီမဲ့ခင်ဖောင်းကြို့ရရင်နိဗ္ဗာန်ရောက်သွားရင်အဲ့ဒီအကုသိုလ်မလာတော့ဘူးအဲ့ဒီလူကြီးဒီဘက်ကကြံခဲ့အကုသိုလ်ကြံခဲ့မကောင်းဘူးလားအဲ့တော့ဘာလုပ်ရမလဲပြီးရမယ်ဘာလုပ်ရမလဲပြီးတယ်ဆိုတော့မှတ်တာပဲကြားလားနင်တို့တရားလေးရှုမှတ်မနေဘူးလားအဲ့ဒါကိုပြီးတယ်ဘယ်ပြီးလဲနိဗ္ဗာန်ဘယ်ပြီးလဲအဲ့နိဗ္ဗာန်ကြတော့လွတ်ပါတဲ့နိဗ္ဗာန်ကြတော့ဘာဖြစ်လဲဒီဘက်ကမှနေရင်တော့သိမဲ့လာကြတယ်မနေနဲ့ကြားလားနိဗ္ဗာန်တိအောင်ပြီးဘယ်တိအောင်ပြီးရမလဲဒီကသခိုးနဲ့စုံတော့နားလည်မလားနင်တို့လူကောင်းလားသခိုးလားတော့မခိုးနဲ့ကြားလားတော့မခိုးပါဘူးဘုရားဆိုအဲ့ဒီဝေဒနာကြီးညော့သွားလိုက်မယ်နော်ဘုရားကိုတောင်းပါလိုက်ကြားလားနောက်ဆရာတစ်ခါဒုတိယတောင်းမှပေးပါမယ်ပထမပိုင်းပေါ့နော်နောက်ဘာဟောမယ်ပြောလဲနောက်ဥဟာစီအဲ့ဒါဒီဟောဘာဟောမလဲဥဟာစီအိုးတော့လုံခဲ့တဲ့အနှစ်30ကျော်လောက်တော့ဘုန်းကြီးတို့တရားအားထုတ်ပါတယ်ဥဟာစီဆိုတာတရုတ်အဖိုးကြီးဒါဘုန်းကြီးတို့လည်းတရားအားထုတ်ခဲ့တော့ပထမဒီဆရာခုတရားဟောနေတဲ့ဆရာစီဘယ်မှာအားထုတ်ပါလဲဆုံးလုံးအားထုတ်ဘယ်မှာအားထုတ်လဲဆုံးလုံးမှာတစ်နှစ်ကျော်လောက်ကြာမှာပေါ့ရက်တိုက်အားထုတ်တာ4လဘယ်နှလလဲ4လနောက်သာသနာရိပ်တာမှာ1လကိုအားထုတ်သာသနာရိပ်တာဆိုတော့မဟာစီခွဲကိုဒီဘကိုးကဥပညာဝါဆိုတာတော့ဘုန်းကြီးဆရာပါအဲ့ဒီ1လခွဲဟိုက4လမှာ4ညာနဲ့ရောက်ဘယ်နှညာရောက်ဒီက1လခွဲပေါင်းမှာအဲ့ဒီပထမညာနဲ့လို့ခုရမယ်ညာရလားနည်းနည်း15ရက်နဲ့ရတယ်ကွာကိုတပြည့်လူကိုကြည့်လို့ဟာတို့တော့ရမ်းကြည့်ရလားဆရာတွေရတဲ့ပြစ်တာတဲ့ဒီတိုင်းဒီလိုဖြစ်တာမဟုတ်ဘူးဒီတိုင်းပြစ်တာဘာလို့လဲဆိုတော့တို့တော့အာထုတ်တဲ့ပုဂ္ဂိုလ်နဲ့အခန်းကိုတယောက်ပြီးတာအဲ့ဒါမှကိုကတရားထိုင်မထိုင်ခြင်းဘူးဖြင့်ကလန်လေးထိုးအဲ့ဒီဘယ်သူမှလာမလို့ရဘူးတရားအားထုတ်နေတယ်ပဲထင်တာကြားလားကိုယ်သဘောဒါကြောင့်မလို့ဉာဏ်ရှင်ကဘယ်လောက်ရှိလဲ16ပါးရှိတယ်ဘယ်လောက်ရှိလဲဉာဏ်ရှင်16ပါးမှာအဲ့ဒီမှာအာထုတာများသောတဲ့ငါမှတ်မိသလောက်တဉာဏ်မှာ9ရက်ကြာတယ်ကြားလားတဉာဏ်9ရက် average ဒီ16ဉာဏ်ဆိုတော့ဘယ်လောက်လဲအရက်80ဘယ်လောက်လဲအရက်80ဆိုတော့3လကြာမှရတာများကြားလား3လနည်းနည်းရော့တယ်နည်းနည်းဘိုးတယ်ဒါ85 80လောက်အဲ့ဘုန်းကြီးတွေဘာညာစပြီးခါနေ4လ5လတချို့6လကြာမှရတယ်ဒီအောင်သူကဓမ္မရိပ်ဓမ္မပြတာဘာကွာလဲဒီလိုဒီကဆရာမှန်ကြည့်တယ်လို့ကြည့်အဲ့ဒါတဏှာကြီးတစ်ခါစစ်တဏှာကြီးတစ်ခါစစ်ဆိုတော့လွဲလို့မရဘူးကြားလားလွဲလို့မရဘူးအဲ့ဒီတရားဟောချက်ကလည်းများတယ်ပေါ့အဲ့ဒါဒီမှာမရလို့မရဘူးယောဂီလွဲအဲ့ဒါဒီမှာဝိပဿနာယာနိကလမ်းဆိုရင်သူက1လနဲ့ရတယ်ဘယ်လောက်ရလဲပူနေနေရောဘာစိတ်ခိဆိုင်တာအဲ့ဒါဒီကသမထယာနိကဆိုတာ15ရက်ဘယ်လောက်လဲကတိရထားကြပါစို့အဲ့ဒါနဲ့ဘုန်းကြီးတို့အားထုတ်တော့ဒီဘုန်းကြီးတို့တရားအားထုတ်တယ်ဆိုတာဒီရဟန္တာသိဖြစ်ဘယ်လောက်တယောက်ဖြစ်ခြင်းလဲဆိုတော့သိပါစေငုတ်တုတ်သိပြီချင်းအဲ့လိုအားထုတ်အဲ့တော့ဘယ်လိုအားထုတ်လဲလို့ပြောတို့ဆရာမန္တလေးရဆရာအဲ့ဘဂုဝဖယားနာဒီเจ้าနာမတောင်းထားပါတော့အဲ့ဒီเจ้าတော့အားထုတ်ပါပါလေအဲ့ဒါဆရာပြန်ပြီပြန်တော့ဘာလို့ဒီတို့နေတော့အယောင်လင်းလေးတွေမတွေ့ဘူးလားအဲ့ဒါလေးသူကဝေဒနာတွေသိတဲ့ပြီဆိုတော့
ကောင်းရင်တက်စီသတိကိုကောင်းရင်ရောက်ပါကျွတ်တူလေးရလားကောင်းရင်တက်နေတာတခါလဲလွတ်ရင်ပြီးတော့မိဘုံလွတ်ရင်အဲ့နေပူပြီးဆိုတော့အစိမ့်လေးဖြစ်စီသတိဖန်နေလိုက်အစိမ့်လေးဖြစ်သွားတယ်ဘာလေးဖြစ်သွားလဲအဲ့ငပြောညွန်လေးအဲ့ဒါလေးကိုလိတ်လိုက်တာအထဲမှာသွားတယ်ဒီပြားတွေဘလောက်တူကချမ်းသာရလားအဲ့ဒါသူကချမ်းသာတယ်တော့မြည်ကြီးတဲ့ဝိညာဉ်နဲ့ဆိုတော့သူကခလိုင်ပြည့်သွားတယ်ဝင်ရကြီးတဲ့သွားတယ်လည်းရတယ်ချမ်းသာအခုလည်းနတ်ပြည်သွားခြင်းနဲ့ဘာညာပေါ့လေလူရာအကုန်ညပါပဲဘာတယ်လဲနိဗ္ဗာန်ပဲထင်ဘာထင်နေနိဗ္ဗာန်မဟုတ်ဘူးကြားလားအဲ့တော့ကိုကတော့ဟုတ်ပြီနိဗ္ဗာန်ပဲဘာလို့လဲလူသလူရဘာလို့လဲချမ်းသာခြင်းနဲ့ဘယ်လောက်ချမ်းသာလဲအကြာကြီးနေလို့ကြားလားနေခြင်းလို့နေမကောင်းမလားနိဗ္ဗာန်အဲ့လိုဒါကြောင့်နင်တို့ငါပြောတယ်ယန္တိတယ်တဲ့ဘာတယ်လဲယန္တိတာကြားလားအဲ့တော့ချမ်းသာနေတယ်ကဲထားကြပါအဲ့ဒါရဟနာသိဖြစ်ချင်တော့ဘာလုပ်လဲဆိုတော့ငါတောထွက်တယ်ပေါ့ဘာလုပ်မလဲတူတူပြောကြလို့တောထွက်ခြင်းမလုပ်ရလဲတောရဲရောက်ခြင်းသတိတည်းမပေါ်ဘူးလားရှင်တရားမကန်ဘူးလားအဲ့ဒါကိုစာကြည့်ရတယ်ဒီတော့ဘယ်သွားလဲဆိုတော့တုတ်တာဘယ်သွားလဲသိငိုင်းကုန်ပြင်သွားကြားလားအဲ့ဒီသုတ်တံမသွားခင်ဆိုတော့သုတ်တံဆိုတာသူကလမ်းလျှောက်လို့မရဘူးလမ်းလျှောက်လို့အကယ်တည်းချော်လဲသွားပဲဘာညာဆိုအပင်းသွင်းနေသူကမကြောက်ဘူးဟုတ်လားထွက်ပြေးမယ်ဆိုရင်လိပ်ပြလွင့်ရင်သေးတတ်တယ်ဒီလိုကြားဘူးတော့ဟုတ်ကြလားနင်တို့မကြားဘူးလားအဲ့ကြောင့်ဘာလို့ရလဲဆိုတော့တစ်ခါပဲထိုင်ရတယ်ဘာလို့ရလဲနင်တို့လူမဟုတ်ဘူးထိုင်တာကြားလားဒီမနေ့အာယုံစားပြီးဆိုရင်ထိုင်လိုက်တယ်နှိဆုံးစားမှတစ်ခါပဲဖြုတ်တယ်ဟုတ်လားအဲ့လိုထိုင်အဲ့ဒါနှိဆုံးစားတစ်ခါထိုင်လိုက်တယ်ညနေဆောင်မှဖြုတ်တယ်ဘယ်လောက်ကောင်းပါလဲအဲ့ညနေဆောင်မှတစ်ခါထိုင်ရင်9နာရီ10နာရီကြာဖြုတ်ပါအဲ့9နာရီ10နာရီကြာတာအဲ့ဒီသုတ်တံဟွာဒီကိုမကွဲပေါ့သူများအထင်ကြီးအောင်လို့ရလားသူများမြင်မဲမဲတန်တန်လောက်ပဲတွေ့ဘယ်လိုရဲ့ဘယ်ဝါရဲမသိပြတ်သူကဘာလုပ်လဲဆိုတော့စပြီးတော့နေ့ဆရာဝန်လို့တော့လက်ခံမှာမဟုတ်ဘူးရှင်ခိုက်ခံတယ်ဘာလို့ရလဲရှင်ခိုက်ခံရှင်ကြီးကဘယ်လိုကြိုက်လဲဆိုတော့တို့ဒီလေဘိုးချဆိုတော့ချင်းချားကြီးမရှိဘူးလားထိုးထည့်လိုက်တဲ့တုံးဆွဲနှုတ်တဲ့ကားရတယ်ရလားအဲ့ဒါကိုနင်တို့လူမဟုတ်သူကတရားမှတ်တယ်ကဖြောင်းပြန်ပြောင်းမှာရလားနားရဲနားလာလေးရရောကောင်းလာပြောက်သွားအဲ့လိုမှတ်တယ်ဘလောက်ကြီးဝေဒနာတက်တယ်ရလားအကုန်ဖြောင်းပြန်ဖြစ်အောင်ဒီချင်းကြိုက်တာကြတာသူကတရားဖြောက်လိုက်လို့ရှိရင်တက်ကရောင်းနေတော့အဲ့ကြောင့်မှသိကြဟောလက်ကြီးရောင်းသူကထူသွားတာကိုထူသွားတော့သိမလို့ဒီသုတ်တံသွားမယ်ဆိုတော့ဒီတို့ညမအိပ်ဘူးရလားညမအိပ်ဘူးဆိုတော့နေ့မှအိပ်တယ်ဒီလိုမဟုတ်နေ့ရောညမအိပ်တဲ့နဲ့သိဟုတ်လားမဟုတ်ဘူးပြင့်ကြည့်တဲ့နောက်ထဲကသိတယ်ထူတော့အဲ့ဒါအိတ်ခါပြန်ကြည့်ရတယ်ဘာလဲလဲဒီလောက်တို့ကအဲ့လိုတအားဖြစ်တဲ့ဉာဏ်နာရလားသေပတိဒီလိုအသက်ဆုံးအားထုတ်အဲ့တော့ဘယ်သွားလဲဆိုတော့တူတူပြောကြသူသုတ်တံသွားတယ်ဘယ်သွားလဲအဲ့သုတ်တံမှာထိုင်ပြီဆိုတော့ငါတရေတွေတရားဟောမယ်အဲ့ညာနေထိုင်တဲ့နေရာလူတွေထိုင်တဲ့နေရာမှာတရေတွေလာဖို့အလဲကောင်းအပေါ်ကသင်္ကန်းလေးခေါင်းမှုချုံပြီးတော့တရားမှတ်ပြီးဂျုံတကားအပန်းကြီးအများတရေတွေလာပြီးတဲ့တူတွေဖြစ်ဘာတစ်ခါနှစ်ခါသုံးခါသိကြပါလို့တချို့အရေးကြီးတာသက်စီ6တယ်တယောက်တည်းဆိုတာကမကြောက်ဘူးဆိုတာဘာအချက်တော့ကိုကြတော့ကြောက်တယ်သူကကြောက်တော့ဘာကောင်းလဲဆိုတော့
စိတ်ကလေးကဝေ့နေဘယ်မှမသွားဟိုတမာရီကမြင်မြင်ရတယ်ဆိုတဲ့သဘောပါကြားလားစိတ်ကလေးကဝေ့အေးကြဆန်းအဲ့ဒါနဲ့အဲ့ဒီမှာအာထုတ်တော့နင်တို့လိုပဲဝေဒနာတွေနားတယ်ခြင်းနဲ့ကြိုက်တယ်ထုံတယ်မူတယ်အော်ဒါတွေအကုန်ပေါ်မပေါ်လားပေါ်တော့အဲ့ဒါလေးဒီတခါတည်းမှတ်ခြင်းတာခန္ဓာချုပ်သွားတယ်ခန္ဓာကိုယ်ကြီးချုပ်သွားတယ်ဆိုတာလှုပ်လို့မရတော့မှတ်မိလားဒါခန္ဓာကိုယ်ချုပ်တယ်ခေါ်တယ်နံပါတ်1နံပါတ်2ကဘာချုပ်သွားလဲဆိုတော့ပါးစပ်ချုပ်သွားတယ်ဘာချုပ်သွားလဲမှတ်လို့မရနံပါတ်3ဘာချုပ်လဲဆိုတော့နားချုပ်ပါတယ်ဘာချုပ်သွားမျက်လုံးချုပ်သွားတယ်ဘာချုပ်သွားလဲဖွင့်လို့မရဘူးနံပါတ်4ဘာချုပ်တယ်နားချုပ်သွားတယ်ဘာချုပ်သွားလဲမကြားတော့ဘလောက်ပဲအောင်မကြားဘူးလားနံပါတ်5စိတ်ချုပ်ပါတယ်ဘာချုပ်သွားလဲအဲ့ဒါဆန်းကြတာပါလဲအဲ့ဒါလည်းလို့ဒါတမာရီစိတ်ကောင်းရင်ဖြစ်တတ်တဲ့သဘောလေးကြီးဒါဖြစ်ချင်မကြောက်တဲ့ခါပြောကြားလားတော့တမာရီကောင်းဖြစ်တတ်တယ်အဲ့ဒါသူကဆန်းကြတာဘယ်လိုလဲဆိုတော့နာယီပြည့်ပြန်လှုပ်လို့ရတယ်ကြားလားနာယီတို့မနေ့က3နာရီ4နာရီကြိုက်တဲ့နာယီလေးကိုမှန်ပြီးတော့ဒိတ်ခံလိုက်ရတာ3နာရီပြန်မယ်4နာရီပြန်မယ်အဲ့ခန္ဓာကိုယ်လှုပ်လို့ရတယ်နှုတ်ဝင်လှုပ်လို့မရဘူးနော်အဲ့ဒါဒီဝေဒနာတွေတက်တာတစ်ခါနာရာကျင်နာကြိုက်တာတစ်ခါတဲ့ထုံကျင်ကြိုက်သေးတာတခါတလေအဖြစ်ကြီးနဲ့ပြုတ်ထွက်ကုန်ပြီလို့ဒီလိုထင်ရတယ်အကျော်တွေလည်းပြတ်တာကုန်ပြီငါမနဲ့သွားလို့ရမှာမဟုတ်တော့ဘူးဒီလိုထင်ရတယ်ဒီလေးပြီကွာတရားလူကျင်တော့အသက်ဆုံးအားထုတ်တာမလုပ်ဘူးကွာကဲဖြစ်နေတာဖြစ်သေးပြီဆိုတော့အဲ့ဒီဝေဒနာသေးအဲ့ဒါလေးနှလုံးမှတ်တာဝေဒနာကဘာနဲ့တူလဲဆိုတော့မိကွက်နဲ့တူပါတယ်ဘာနဲ့တူလဲမိကွက်သေခါနိပူတောက်ပါတယ်ဘာလဲလဲဝေဒနာနဲ့သေတော့ပဲဆိုပူနာတာဟုတ်လားပူတက်ကဲသေပြီကွာဆိုပရုပ်ဟောအပူလေးထွက်သွားတယ်လို့ယူပြတာနေတယ်ကြတခါပြောက်ဒီကဆန်းကြတယ်နော်ယုံကြည်ရတော့မကောင်းတကယ်မှတ်တယ်ဒါနဲ့လို့ရောက်တော့တော့ရောက်ပုံမှာဆရာဟောတယ်ဆိုတော့ရောက်မဟောလို့ရလားအဲ့ဒါလေးဖြစ်အဲ့ဒါထားကြပါစို့အဲ့ဒီဝေဒနာလေးမနဲ့ကြတော့အကောင်းဘာမှမဖြစ်ဒီတိုင်းပြန်လာရတယ်လားဒီတိုင်းထားလာရဒါသူ့နာယီအတွင်းမှာတော့အဲ့ဒါမျိုးလို့ပြိထားနာယီမပြည့်ပဲနဲ့ငါခန္ဓာကိုယ်ကြီးလှုပ်လို့မရဘူးအတင်းအားမသွားမလို့ဖြုတ်မတရားမျက်လုံးနဲ့ဖွင့်မတရားကြားလားတော့မရင်မအီမသားနဲ့နေမကောင်းတယ်ဖြစ်တယ်သူနာယီကြည့်သွားပြီဆိုတော့ဖြုတ်ခြင်းနဲ့အမှတ်ကလေးနဲ့ပြောတယ်ဘာလေးနဲ့ပြောရတယ်ဒီအမှတ်ကလေးနဲ့ပြောကြားလားအေးအဲ့ဒါမြန်မြန်တရားရတယ်ခဏမလှုပ်ပဲနေကြားလားရှင်းရလားအဲ့ဒါနဲ့ဥဟာစီဒီညောင်ဝိုင်းရဘကုညောင်ဝိုင်းရဘိုးကြီးအသက်60ကျော်လောက်ခမန်းကြီးတလောက်ရှိတော့အဲ့ဘုန်းကြီးတို့နဲ့တရားအားထုတ်ပဲအဲ့ဒီတရားလုံခဲ့တဲ့နှစ်30ကျော်လောက်ပေါ့ဟုတ်လားအဲ့ဒီတရားအားထုတ်တဲ့အခါကျတော့တို့ဒီတမသနာဉာဏ်ဆိုတာနံပါတ်3လို့ခေါ်တယ်အဲ့ဒီဉာဏ်ကြတော့ဝေဒနာတွေထားကြနာရာကျင်နာကြိုက်တာထုံနာမှုတော့အောက်နာတာဒီအောက်ဉာဏ်ရဲ့သဘောကဘာနဲ့တူလဲဆိုတာနင်တို့ခင်းကိုလေမထူမချောက်ကလေးချိုးရင်ရုပ်တယ်မကျိုးဘူးရလားမြင်ပြီးတော့ပွေးခံအဲ့တရားမှတ်ပြီးဆိုရင်လည်းရုပ်တယ်မပြောက်ဘူးပျောက်တယောင်ယောင်ပဲမရှင်းသွားဘူးဒီအထက်ဉာဏ်နဲ့မတူအထက်ကြတော့တို့ဘာနဲ့တူလဲဆိုတော့ထင်းချောက်ကိုချိုးလိုက်တော့ဖြောင်းမနဲ့ပြက်ကျိုးမသွားဘူးလားအဲဒီကလည်းအဲ့ဒီလိုပဲအပူလေးကြီးထွက်သွားတယ်လို့တခါတည်းပြက်သွားတယ်လို့ရှင်းသွားတယ်အဲ့လိုဝေဒနာကြီးပျောက်သွားတယ်ဟုတ်လားပြက်သွားတယ်ဒီကတည်းကအောက်ဉာဏ်နဲ့မတူဘူးတို့အဲ့ဒီအောက်ဉာဏ်မှာတမာနာဉာဏ်ကြတော့ဝေဒနာကြီးတက်သူကတဉာဏ်900ဆိုတော့အဲ့ဒီဉာဏ်ဘလောက်ပဲမှ300တော့ခံဘာလို့လဲဆိုတော့သူကဒီဥဒိယဗျာဉာဏ်ဆိုရင်နံပါတ်4ငါကပြောတာဥဒိယဗျာ
အယောင်အလင်းဘာညာဟိုအလင်းရောင်နေနိဗ္ဗာန်လို့ကိုထင်ရတာပေါ့ကြားလားအမြေချိုးမိုးပြန်ဇန္နကုနဲ့ချမ်းသာရဲ့ခုချက်ချင်းချမ်းသာနေလို့ရတယ်တစ်ထိုင်မှာတစ်နာရီချမ်းသာမလားနှစ်နာရီယူမလားသုံးနာရီယူမလားအကြာကြီးထိုင်တဲ့အတွက်လူတင်လို့ရတယ်ကြားလားဒါကြောင့်ကိုယ့်အကူနိဗ္ဗာန်ဆရာတွေရတဲ့နဲ့ပြရတယ်ဒါလောကီနိဗ္ဗာန်လို့ခေါ်တယ်ဘာနိဗ္ဗာန်လို့ခေါ်တယ်ဘာလို့လဲဆိုဒီဝိပဿနာအားထုတ်တဲ့ပုဂ္ဂိုလ်ဆိုတာအလုံးပင်မဆင်းရဲတယ်အဲ့ဒီဉာဏ်ကြိုင်ဆရာအမှတ်မပေးရအနည်းဆုံး10ရက်လောက်ထားတယ်ဘယ်လောက်ထား10ရက်လောက်ထားတာတကယ်ရုံးရတော့ငါနိဗ္ဗာန်ရောက်နေပြီဝိဒနာကြီးကုန်သွားတာဟုတ်ကြလားနတ်သမီးနတ်သားဘာညာအယောင်လေးနေပိတိပတ္တိအကုန်ဖြစ်နေအကုန်ချမ်းသာအကုန်ကောင်းနေတာဟုတ်အဲ့ဒီတော့ကဲထားပါတော့ခုဒီဘက်ဉာဏ်ကြတော့ဒါခုဘုန်းကြီးဟောတာဥရိယဘုရားဉာဏ်အောက်နံပါတ်3ခုနပြောတာဥရိယဘုရားဉာဏ်မကုန်ထဟောလိုက်တဲ့သဘောဒီနံပါတ်3ဆိုတာသမန္တနာဉာဏ်ဟိုနှစ်ပတ်ဉာဏ်တွေဟောမှာလားအဲ့ဒီသမန္တနာဉာဏ်ဆိုတာအဲ့ဒီလိုဝေဒနာကြီးတာတယ်သိပြင်းထန်ကြားလားဘာလို့လဲဝိပဿနာရိုးရိုးအားထုတ်တာမင်းတို့ကသမထမဟုတ်ဘူးသမထနဲ့တခါတော့ဖြောင်းနေပြောင်းနေတခုတို့လွတ်ပါဒီတို့ကြားလားဟုတ်တယ်ဒီက15ရက်ကိုဟိုက3လနေတာအဲ့ဒီဝေဒနာကြီးမှတ်တယ်ဘုန်းကြီးတို့ကလူမမလို့ဖြစ်တယ်ဟိုကျင်းတဲ့ဘုံလုံးရလားဒီအကုန်လုံးဖြစ်အဲ့ဒါအဲ့ဒီဥပါဒီကဘာလုပ်လဲဆိုတာတရားလျှောက်တော့သူကပေါင်ကြီးကိုနာပြီးတော့ဆရာတော်ကြည့်ပါဦးဝေဒနာတရားကြီးရလားသုံးပိဋကလောက်ရော့သွားတယ်ဘယ်လောက်ရော့သွားတရားမှတ်တာသုံးပိဋကဘယ်နှပိဋကရော့သွားလဲဒီလိုအောင်ဒုက္ခဓမ္မရိပ်တာမှာဘယ်နှပိဋကရော့မရော့ဘူးလားဟိုမှာတရားမရသေးဘူးကြားလားသုံးပိဋကလာရော့တယ်တရားမရသေးဘူးအဲ့တော့ဒါနဲ့တို့တရားမှတ်ခြင်းဘာဖြစ်လာလဲဒီအယောင်လင်းပိဋိပတ္တိဒါဖြစ်လာပြီဆိုတော့ဒါအဲ့ဒီနတ်ပြည်ရတယ်ရတပြန်ကြီးလာနင်းတို့ငါပြတာအများတော့အဲ့ဒါတွေမလာတော့အဲ့ဒါလေးတွေနတ်သမီးနတ်သားဆိုတော့သိချောသိလာအဲ့တော့ဥဟာကြီးနတ်ပြည်လိုက်ပါနင်းတို့ခေါ်တယ်လိုက်ရလားလိုက်မယ်ဆိုတော့တက်ဥဟာကြီးဆိုတော့ဒီမှာပင်မညာကိုကြောက်ဝင်လာတယ်အယောင်လင်းလေးနဲ့မြင်ပြီးပြီးပါတတိနတ်သားလေးနတ်သမီးကိုမြင်ရတော့ဝင်လာတယ်ဝင်တာပြမကောင်းဘူးလားအဲ့ဒါနဲ့ရှိရနတ်သားကြီးတယောက်တည်းနေရာကြီးနောက်ကနတ်သမီးလေးဒီမှာနေရာကြီးတယ်သူကနတ်သမီးကြီးကြတော့ထိုင်နေဟိုလိုဒီလိုလို့ဟိုကကြီးမဟုတ်ဘူးတက်တယ်ဟောကြဟိုကကြီးနတ်တွေလိုက်ကြတက်လေဆိုတော့အဲဒီကမထူးပါဘူးနတ်သမီးလေးအနာကထိုင်နေစိတ်ငနဲ့ချင်းနေတယ်ရေးဒဲသားလည်းနတ်ပြည်ဒဲသားလည်းအဲ့ရတပြားလေးနဲ့နတ်ပြည်သွားအဲ့နတ်ဘုံမိမှန်ကြတော့ဆိုင်ပြီးတော့ဥပါစီချင်းပြီးတော့နတ်ဘုံမိမှန်နဲ့ဝင်သွားအဲ့နတ်ဘုံမိမှန်ကလူပြည်တတူအောက်ကချင်းထားတယ်ဒီအခင်းကအလွန်နူးညံ့သိမ့်မှုကိုပဲဒီမိချလိုက်ဟာတက်ကောသူကဆက်ကိုကြိုက်ကြည့်အဲ့တော့ဘေးကပုဂ္ဂိုလ်တွေသူကြည့်ဘေးကပုဂ္ဂိုလ်တွေကြည့်တော့သူတရားရှိရတဲ့နာသမီးလေးကသူ့မကြည့်ဒါနဲ့သူကုန်းကြိုင်ဟာသိနူးညံ့အဲ့ဒါနဲ့ဘယ်ခေါ်သွားလဲဆိုတော့ဧကန်နဲ့ခေါ်သွားတယ်ဘယ်ခေါ်သွားလဲဧကန်နဲ့ရောက်တဲ့အခါကျဥပစီရေချိုးရမယ်နတ်သမီးလေးသူထားခဲ့တယ်အထက်ဝင်သွားအဲ့ဒါနဲ့တောင်းတော့ကြားတဲ့အခါကျတော့နတ်သမီးကြီးထွက်ပကမယာလေးနဲ့ပြုတ်ပြည့်ပြီးပါဥပစီပြုတ်ပြည့်ပြီးစားပါဦးသင်္ကာနတ်ပြည်တဲ့ရောက်တဲ့နတ်ဩဇာလေးပါလေကျူးရတော့ကောင်းတယ်သူကဒီဟုတည်းကဖွင့်တော့ချင်းထုတ်ကောင်းတယ်ဥပစီစားပါကောင်းတယ်နတ်သမီးကြောက်နေသူမပြောရဲဘူးနတ်သမီးရေးဥပစီမဟုတ်ဘူး
နတ်တရားတိဟုတရားတိဆိုတာလူတရားတိဟုတရားတိနဲ့မတူသိကောင်းတယ်မယုံတစ်လုံးလောက်ပြီးပြီလားအဲ့ဒါနဲ့ပါဇတ်တဲ့ထဲကကြဟာတကုံသိကောင်းလို့ပဲအဲ့ဒါနဲ့တခါနဲ့တစ်လုံးပြီးတစ်လုံးစားလိုက်တာအဲ့ပကံများတဲ့အတိဟုတရားတိကိုကုံရတယ်ရက်ဆရာမေးတယ်ကိုကဒီလောက်ကောင်းလို့ရှင်ဆရာကတစ်လုံးနှလုံးလောက်ယူခဲ့ပါလားဟာဆရာတော့ကောင်းသွားကြီးလို့မေးနေတယ်လေဆရာကတည်းကကောင်းတာဟုတ်သဘောပေါက်လားအဲ့ဒီကဆုံးတယ်တိတ်ကြီးကိုဘယ်ရောက်သွားပြန်လဲငရဲတည်ရောက်တာဘယ်ရောက်သွားဘာလို့ရောက်လဲဆိုတော့သူကဝက်9ကောင်တက်ခဲ့တယ်ဘာလဲဝက်9ကောင်တက်ခဲ့တာသူကအဲ့ဒီယမမင်းကဖြစ်ယမမင်းကလာတဲ့ပုဂ္ဂိုလ်ဖြစ်သူကျမ်းဂန်ကသူသားသူပြောတာလေပြီးလို့လည်းမရဘူးတဲ့ညာလို့လည်းမရဘူးတဲ့အဲ့ကြတော့ဖြည့်ပြီးတဲ့တခါတည်းယမမင်းကစိတ်ဖြစ်ပြီးလားလက်ဒီပြီးဖြတ်လိုက်ပြီးရဒေဝတဲ့ဖြတ်လိုက်တခါတည်းဘုဇုံကြီးငါးကြော်စောနေတယ်အိုးဟစ်ချူညာငါတော့ဒုက္ခငါလည်းဝက်9ကောင်တတ်ခဲ့တယ်ညာလူလည်းမရဘူးငါပြေးလို့လည်းမရဘူးငါတော့ဒုက္ခပဲအကျက်တွေ့ရလားတရုတ်ကြီးပါပြစ်နေလဲသူများသိကြတယ်အဲ့ဒါနဲ့သူနောက်ပိတ်ဆုံးမှဖြစ်တယ်လေနောက်ပိတ်ဆုံးကြတော့သူ့နဲ့ကြတော့ဥပဒေလူပြည်မှာဘာလုပ်ခဲ့ဟာယမမင်းကျုပ်ဝက်9ကောင်တတ်ခဲ့တယ်ကျုပ်တတ်တာဒီလိုတဲ့ယမမင်းရဲ့နေမကောင်းတဲ့နေရာကောင်းတဲ့နေရာသွားထုတ်တယ်ဒီလိုတတ်လိုက်တာသူ့တော့ကြည့်ညံ့တိကြကြနာအဲ့ဒါနဲ့ဒီတရားအားထုတ်တယ်ဆိုတော့တချို့ယောဂီကြားလားတိကြကြနာဘာဖြစ်လဲတရားအားထုတ်အဲ့ရှိဒီဘူပါမြောက်များစွာနဲ့ဘုံလုံးယုံအပန်းကြီးများလိုက်တာရှိတာလောက်ကလေးတွေချီပြီးတော့မူကြီးမရာသေနာပတိအရှင်ဘုရားရှင်နေဖြစ်ပါပြီဗျာရှင်နေဖြစ်ပါပြီဗျာကြားလားငါဟောရင်လည်းနည်းနည်းတော့နားလည်သွားမှာပါဘယ်နည်းနည်းပေါ်ပြောလို့ဖြစ်တယ်အဲ့တော့ဝင်းတာကလည်းဘာဖြစ်တာလဲဝင်းတာဝင်းတာသွားတော့တခါတော့ဖာကြီးအောက်ချလိုက်တာဟောရကြီးကဝင်းလဲတော်ကြီးပါဗျာဝစ်ပါတခါတော့ဝစ်ကြည့်လိုက်တယ်မင်းမြောက်တန်ခါကြီးဖြစ်နေပါတယ်ဘာကြီးဖြစ်တာလဲမင်းမြောက်တန်ခါကြီးဖြစ်တော့အဟုတ်ရှင်ကြီးဖြစ်ပါပဲဘာကြီးဖြစ်တာလဲဟောရကြီးကစီးတော်ကြီးတိန်တော်မြင်ပါဗျာတိန်တော်မြင်ဆိုတော့အလွန်တကူကြီးရှင်မင်းမှသိနိုင်တာပေါ့အဲ့ဒါနန်းတော်သွားကြတယ်ပြီးလို့ပြီးဝင်ရလို့နန်းတော်မှာဘာရှိလဲမိတရားရှိတယ်ဘာရှိလဲအဲ့ဒါနဲ့ခေါဏယောဂီရှင်နေရဘာလို့လဲမြင်းမော်သွားကြတယ်တင်လိုက်မြင်းမော်ရောက်သွားတာရောက်သွားတော့ငြိမ်ဘယ်သွားလဲယောဂီရှင်နေနန်းတော်ဘယ်သွားလဲမိတရားရှိတယ်ဘယ်သွားလဲငြိမ်ရှိဆိုတာငြိမ်ဖြုံးသူတခါလည်းမြင်ပေါ်အောင်ကြာဒူးအောင်နာသွားတယ်လေဘာနာသွားလဲမျက်လုံးဖွင့်ကြည့်လိုက်တော့ဘာဟောက်မှာတော့တင်းမောပင်ကျိုးကြဘာကျိုးကြလဲအာယုန်နမိတ်ဆိုတာအဲ့ဒါဟုတ်လားနင်တို့ယူတယ်ဆိုတာအဲ့ဒါဆရာမကြီးယူတတ်တယ်သူကတင်းမောပင်မြင်နေတာဟုတ်တယ်ဘာလို့ကြားဟုတ်လားနင်တို့တော့တရားထိုင်လို့ရှိရင်တင်းမောပင်အောက်ပဲတော့မတည့်ဟုတ်လားအဲ့တော့ဘယ်လိုတော့ဆိုတာဒါဖယားလက်ထက်မှာလည်းရှိတယ်ကြားလားဖယားလက်ထက်မှာညာနှစ်ပါးအဲ့တို့ဘာလဲဆိုတာညီကံပြီးမှတရားကြီးအားထုတ်ငါချင်းငါတရားအားထုတ်အဲ့ညီကံပြီးမှအားထုတ်တဲ့အခါကျတော့ဖြစ်ဒီဘုရားမြောင်းများစွာလာတော့တခါတည်းညီကံနဲ့ကိုဖြင်းပြီးကြာကုန်ကြီးကြာဘူးကြီးကြာရကြီးကြာရည်အထီးတဲ့ဝင်းဒီလောက်များတဲ့စိတ်ဓာတ်ကြီးပြောက်သွားပြောက်သွားတဲ့အခါကျတော့သူတရားထိုင်ပြလာငါရှင်ဘာဖြစ်တယ်ငါယူ
မဟုတ်ပါဘူးငါမေးတာနောက်တစ်ယောက်ကငါရှင်ဘာဖြစ်တာငါယူနေဘယ်သူကမေးနေသူယူနေပြီဒီပုဂ္ဂိုလ်စိတ်မကောင်းယူနေပြီနဲ့သူလည်းဘုရားကြီးခေါ်တာဘယ်ခေါ်တာအဲ့ဒါမြတ်စွာဘုရားဒီပုဂ္ဂိုလ်ကဒီလိုပြောပါတယ်ဘုရားပြီးတော့ဘုရားစစ်ကြည့်ဖြစ်တာပဲလူဖြစ်တာတော့မှန်လားပါဗျာဘုရားတပည့်တော်ဒီကံဘေးမှာထိုင်တဲ့အခါကျတော့စိတ်ဒီဘူပါမြုံများသွားတာဒီကံနဲ့ကိုဆင်းပြီးတော့ကြာဘူးတဲ့ဝင်သွားတယ်ကြာငုံနဲ့ဝင်သွားတယ်ကြာယူတဲ့ဝင်သွားတယ်ကြာရွက်တဲ့ဝင်သွားတယ်ပြီးတော့ကိုယ်တိုင်ငင်းရတယ်ဗျာအဲ့ဒါတပည့်တော်အဲ့ဒီတိုင်းပြောရင်တပည့်တော်လူယူလို့ပြောမယ်ဒါကြောင့်တပည့်တော်သူတို့မပြောရင်ငါယူနေပြီငါယူလို့ပြောတာဗျာကြားလားအဲ့တော့မှဘုရားသစ္စာတဲ့မှတ်နေပဲကြားလားဘာလို့လဲဆိုတော့တရားပဲဖြစ်ခြင်းကာလအတူရနာဆိုတာရှိတယ်လေအဲ့ဒါတခါတည်းတရားနဲ့ဖြစ်တယ်ကြားလားအဲ့ဒီတကူကြီးတဲ့နတ်တွေဆိုတော့ခုနကသူတို့ဖြစ်ရှုံးပြီဆိုတော့ပြီးတဲ့အခါမှာခုနကြားရွက်ကြားငုံကြားဘူးတဲ့ဒီလိုဝင်လို့ကိုယ်ဖြောက်ပလိုက်နိုင်တာဟုတ်ကြားလားအဲ့ဒါကနည်းတော့မှတ်တာသူ့ခြေတရားပြနေတာဒါဗမာပြည်တစ်ပြည်လုံးကဒီလိုတရားမျိုးမပြတာများပါနဲ့ကြားလားအလုံးပြတယ်ဘာလို့လဲအမားမကောင်းဘာဖြစ်လဲအမားမကောင်းမှားရင်ယူပြီးပေါ်ဟာနင်တို့ဟိုကြပြောရင်ဘာလဲလဲဗမာလူဖွင့်ပြောရင်ကြားလားမှားရင်သူကယူတတ်တယ်မှားရင်ဘာဖြစ်လဲဒါကြောင့်မပြရင်ဒါသမထယာနိကခေါ်တယ်သမထဆိုတာသမာဓိယာနိကယဉ်ဆိုတာအမြဲလို့ခေါ်တယ်ကြားလားတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားပြောအမြဲဆုံးဆိုတာတိတ်ဉာဏ်ကြီးတော့မထိနိုင်ဘူးအဲ့ဒါဆရာနိုင်မှာဆရာမနိုင်နဲ့ဆောင်းတိုင်းဆိုတော့မနိုင်ရင်အဲ့ဒါဒုက္ခဖြစ်ရနော်အဲ့ယူတတ်တယ်အမမခံဘူးဘာကလဲဖွင့်ပြောရင်လေကြားလားအဲ့ဒါလေးမှလားဒီရောကြီးဆိုတော့ဘယ်တော့မှမယူကြားလားပုရုဇဉ်ကိုအယူဘာကလဲပုရုဇဉ်ဆိုတာအကံဥမာတကောအယူနဲ့အကံမရတယ်သူ့နာမည်ကြားလားဒီယောဂီဆိုတာမယူအောင်ဘာလို့သူယူတယ်လို့ပြောရလဲဒီတမာရီကသိကောင်းနေတယ်လေတမာရီသိကောင်းနေတာငါခုနပြောသလိုအယောင်အလင်းပိပိပတ္တိမြေချိုးမှုပြန်စံတကုနဲ့နတ်တွေဘာညာအကုန်လုံးလျှောက်တွေ့နေတာကြားလားအဲ့ကြသူမြင်နေတာတွေပြောရင်ဘယ်ကအားသိပြီလားတို့တည်းမမြင်ဘူးဒီပုဂ္ဂိုလ်ကမဟုတ်တာတွေလျှောက်ပြောတယ်ဆိုတော့ယူတယ်ပြောသူကတော့တမာရီကြောင့်ပြောတာပါကြားလားဒီကဒါဆရာမတည်တယ်ဆရာမယူပါဘူးဘာတယ်လဲဘယ်ညမှာဖြစ်တာလဲဆိုတာနည်းနည်းအဲ့ဒါလေးမှတ်သွားဒါနည်းနည်းသင်ပေးတာသူတရားဘယ်ညမှာဖြစ်တာဘယ်ညမှာဖြစ်တာလဲအဲ့ဒါဆရာစကားနားထောင်တချို့ကြတာကြီးကြီးလာငါဆရာနဲ့ငါနဲ့အတူတူပဲငါအဲ့ဒီကြီးအစိတ်ရောက်သွားပြီဒီလိုဖြစ်ပြီကြားလားဆရာပြောကြည့်တယ်တစ်ခါနှစ်ခါသုံးခါလောက်ကပြောကြည့်ခက်ဆက်နည်းနည်းလေးစိတ်ဆိုးအောင်ပြောလိုက်စိတ်ကြီးပြောင်းသွားတယ်ကြားလားမပြောင်းဘူးဆိုတော့အဲ့ဒီပုဂ္ဂိုလ်ဆရာနှင်းရမနှင်းလို့မရဘူးကျန်တဲ့ပုဂ္ဂိုလ်ပြည့်စည်တတ်တယ်ကြားလားအဲ့ဒါလေးနင်တို့မှတ်တာဆရာနှင်းလိုက်တဲ့ပုဂ္ဂိုလ်ဆိုတာမုန်းလို့နှင်းတော့မဟုတ်ဘူးဆရာကမုန်းရတာမဟုတ်ဘူးကြားလားအဲ့ဒီပုဂ္ဂိုလ်ကပြန်သွားတယ်ဆိုကြပါအဲ့ဒီပြန်သွားရင်သူကုစားနှစ်မျိုးတည်းကြားလားအဲ့ကုစားကြီးကတရားထိုက်ကပြန်သွားပြီငါဓာနကိုဒီရခဲ့တယ်ဘာညာသူဟာဒီဘယ်လိုပြောတရားကြီးပေါက်ခဲ့တယ်ပဲပြောမယုံနဲ့ကြားလားဘာလို့ရမလဲဆိုတော့သူ့သတ္တဘာလို့ရလဲသူ့ကုစားကြီးကပဲနေလဲဆိုတော့တရားအကြောင်းဘာမှမပြောနဲ့သူ့လေတရားအကြောင်းမပြောဘဲနဲ့ဘိုင်းကုအကြောင်းနေပွဲအကြောင်းနေခုနကားတွန်းနေဖာခိုင်းပြီးတော့တငယ်ချင်းတွေဘာတွေနဲ့စကားပြောအမှတ်ကြီးကျဲပြီးပြောက်သွားအဲ့ဒါပြောက်ကြီးဘာနည်းလဲအဲ့ဒါအယူကူတယ်ပေါ်ကနေတော့ဗမာလူပြန်တော့ကြားလားမယူဘူးချက်မယူတော့ဘူးကြားလားအဲ့ဒါမှမဟုတ်ဘူးဆိုရင်ဆရာကြီးဆရာစကားနားထောင်မယ်ဆိုရင်အဲ့ဒါခေါ်တာပျောက်ပါပဲဘာဖြစ်လဲဘာဘယ်လိုလုပ်ပျောက်လဲဆိုတော့ပတ်သက်လို့တရားမှာနင်တို့နားလည်အောင်ပြောရင်ဒီဥဒိယဘယဉာဏ်ဆိုတာအဲ့ဒါကိုဖြစ်တတ်တယ်ကြားလားအထင်ကြီးတတ်တယ်ပေါ့တရားမရဘဲနဲ့ရတယ်ဒီလိုထင်တာအဓိမာနခေါ်တယ်ကြားလားခါယန္တာဖြစ်နေပြီလောဒမာဖြစ်နေပြီအရိယာဖြစ်နေပြီဒီလိုဒီမှာဒီလိုထင်တတ်ဟုတ်လားအဲ့လိုထင်တော့သူများအယူဒီလိုပြောမယ်
သူကဘာရင်းမြင်နဲ့ညာရင်းမြင်နဲ့ငါချမ်းသာအောင်လုပ်တတ်တယ်ပဲလူဘာညာပဲသူပြောကြတယ်ပြောမှာဟုတ်လားဒီကဘေးကသူကဒါတွေမသိတော့အယူဒီလိုဖြစ်လာသူကတဲ့နေရာထိုင်တာတမျိုးဖြစ်လာတော့မတူတော့ဘူးတာမန်လူနဲ့မတူဘူးသူကတမျိုးလေးဖြစ်ဟုတ်လားအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကိုဆရာကြီးခေါ်ခဲ့တော့ဆရာတရားမှတ်ခိုင်းပြီတို့ဒီဘက်ဘာခေါ်လဲဆိုတော့ဥဒယဗျာရဲ့ဥဒယဗျာဉာဏ်ဆိုတော့ဒီဘက်ကျတော့ဘေငါဉာဏ်တော့ဘာဉာဏ်လဲဘေငါဆိုတော့အပြတ်ခေါ်တာဘာခေါ်လဲအဲ့ပြက်သွားတော့ဘုံလုံးသူမြင်လာနေဖြစ်တော့အဲ့ဒါပြောက်အဲ့ဒါပဲကြပြားမှမကောင်းလားဒါကြောင့်ဆရာစကားနားထောင်ရတယ်မယူဘူးကြလားယူရင်လည်းပြောက်ပါတယ်ယူရင်လည်းဘာပြက်လဲအဲ့ဒါအယူကူကြီးလေသဘောပေါက်လားအေးလည်းလို့အရာထဲကြရဲ့ဆရာမနိုင်ဘူးဆရာကြီးကဆရာနှင်လွတ်လိုက်ပြီငါတရားပေါက်နေပြီတရားကြီးရနေပြီဆိုအဲ့ဒီပုဂ္ဂိုလ်စကားမပြောနဲ့သူပြင်တော့ပြောခြင်းပြောပေါ့လေရလားတရားနဲ့ပတ်သက်ပြီးတော့မပြောနဲ့အဲ့ဒါသူကူထားနေတယ်အမှတ်ဒီကျဲပြီးတော့ခုနပြောတာတစ်ခုလိုသွားတယ်ဘာလို့လဲအဲ့ဒါမှမရဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်အယူတော်ပို့ပါတယ်မင်းတို့အရာတက်ကြအယူတော်ပို့ညာပါတယ်ဟုတ်လားအယူတော်ပို့လိုက်တော့ဟိုကရှော့ရိုက်လိုက်တော့အဲ့ဒီခုနသမာဓိခုံအဲ့ဒါပြောက်နော်ဘယ်နဲ့ကြလဲ၃မျိုးဘယ်နဲ့ကြလဲအဲ့ဒီ၃မျိုးအဲ့တော့ကိုဟာကိုအဲ့ဒီအယူတော်မပို့ခြင်းခုနနီးနဲ့ကိုဓမ္မမဟုတ်ခြင်းဆရာကြီးပို့နောက်ဆုံးမနိုင်ဘူးဆိုရင်အယူတော်ပို့လာအဲ့ဆိုတော့သဘောပေါက်လားအေးအဲ့ဒါလေးကြက်ထားကြပါငါဘာဟောနေလဲဥဟာကြီးဘာဟောနေလဲဥဟာကြီးဟာခုနဥဟာကြီးဟောတော့ပြီးသွားပြီပေါ့အဲ့ဒါလေးတွေဖြစ်တတ်တယ်သဘောပေါက်လားပြတရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလိုပဲဖြစ်တာသူလမ်းဒါကြောင့်ဘုရားจิตတော်မသိတဲ့လမ်းသွားလို့ရှိရင်တဲ့ဆရာရှာရမယ်ဘာရှာရမလဲနိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာမသိဘူးနော်ဘာလို့လဲမသွားဘူးတဲ့လမ်းကိုသွားရတယ်ဆိုတော့ဆရာရှာရဘာရှာရလဲဆရာနဲ့ဆိုရင်သူကဘာမှမဖြစ်ဘူးဘောပါလားနှမရင်ဟိုဟာဒီရဖြစ်တတ်တာပေါ့ကြားလားတော့အရိယာကြီးတရားအားထုတ်ဖို့အဲ့ဒါလေးပြောတခိုးနဲ့သုံးတော့တက်ပြီးသွားပြီနော်နင်တို့ငါဝေဒနာရှင်းအောင်မယ်ဝေဒနာတို့ဒီဝေဒနာတက်နေဟိုနေ့တရားပါအဲ့ဒါလေးတွေနင်တို့အကုန်လုံးပေါ်လာဟိုတော့လည်းဆရာက90နဲ့နှစ်ပြည့်နင်တို့နာသိမနေရောဟိုတော့ယောဂီတွေလေအဲ့လိုဝေဒနာတက်ပြီးသူဆရာရှိရတယ်ပြီးတော့ထိုင်အားပေးဘယ်တော့မသွားဘူးရလားဘလို့အပြစ်မခံလိုက်တို့လုံခဲ့တဲ့အဲ့အနှစ်30အနှစ်30လောက်ဘုရားဟင်္ဒရာနဲ့အနှစ်30ကျော်ပါအဲ့တရားတောထွက်တဲ့အခါကျအဲ့တခါလုံးကဘုရားကတရားပြတယ်အဲ့တရားပြတဲ့အခါကျအဲ့ဒီတကားတော့ဘာဖြစ်လဲအဲ့ဒီခုနငါဟိုမှပြတော့လည်းဒီလိုသမထဉာဏ်ကမရှိဘူးဝိပဿနာဉာဏ်ကပြဒါဒုတိယတောထွက်ပြီးမှဒီသမထဉာဏ်ကပြဟုတ်လားအဲ့တော့ဝိပဿနာဉာဏ်ကပြတော့သူအချာကြီးအဲ့တော့ဘာဖြစ်လာလဲတခါတည်းထိုင်နေထွေးကြဒီကသေရောမဖြစ်တခါတည်းကိုကြီးတုံးနေထွေးပေါ့ဒါမထင်နေနိုင်ဆရာတော်ပြင်ပါအမလို့ပြီးတော့ပြေပါဒီတရားပြတဲ့ပုဂ္ဂိုလ်ကသက်လာဒီလောက်ဖြစ်နေရင်သူရမှာမဟုတ်တော့ဘူးထားပြီးအဲ့ဒါသူရှိရထိုင်ပြီးတော့ဖေးတိုင်းပေါ့မလိုက်ရင်ပျောက်ပါတယ်ပေါ့မလိုက်ရင်ဖေးတာအဲ့ဒီဝေဒနာကိုမလိုက်ခန္ဓာကိုယ်စိုက်တာမလိုက်ခြင်းရှိတလန်းရောက်သွားတယ်ဒီကမှတ်ခိုင်းတာနိဗ္ဗာန်သွားတယ်လမ်းကမလျှော့တဲ့ဘဝအဲ့မှသုံးရဆရာအားပြီးတော့သုံးရတာဒီပျောက်သွားတာတခါလဲယူပြလိုက်ပျောက်သွားပြီဆိုတော့သူတရားနဲ့ပြောတရားထုတ်တဲ့အခါကျအမလီတရားနဲ့တတိတော့ပြီးရောဘူးတော့ဘုံသားပျောက်သွားပြီတရားသူတော့ဝင်လာဘုညမေးနေတယ်အဲ့ဒါကတော့
ဘယ်လိုတက်တာတော့ဆိုတော့တခါတည်းခါးရီဘာတွေကပြတ်သက်ကုန်ပြီဒီလိုတဲ့ခါးတို့အယိုးတို့ဘာတို့ညာတို့အဲ့ဒါတွေပြတ်သက်ကုန်ပြီဒီလိုတဲ့ဒါတော့မကောင်းတော့ဘူးဒီလိုတဲ့အဲ့ဒါတော့တက်တာတားတယ်အဲ့ဒါနဲ့ဘုန်းကြီးမေးကြည့်ဒါကတော့ဟိုတော့ဖားလေးတွေမရိုက်ဘူးလားအမလီရိုက်ဘူးတယ်ဗျာတဲ့အဲ့ဒီကခါးတွေကျိုးမလို့လေကျိုးတယ်ပြီးတယ်တော့မလုတော့ပါဘူးဗျာအေးတော့မလုတော့သူအဲ့ဒီဝေဒနာမရှိတော့ဖြုတ်တော့မသားရဲ့ဒေါသကြားလားအေးဒီတယောက်အဲ့တော့ဝေဒနာပြင်းထန်တဲ့ဘုံအဲ့ဒီတယောက်တွေ့ပြီးတယ်ကျန်တဲ့တော့မသိနိုင်ပါဘူးကြားလားအဲ့ဟိုတုံးနေအမလီအောနေယောက်ျားကြီးတောင်းတော့မအော်ဘူးကြားလားအေးချွေးရတဲ့ဘောဒီလိုကြားလားနော်အေးချေအားပြီးလို့နှုတ်မတူထပြီးအဲ့ဒါတရားရပါတယ်နော်ဒီလိုတရားပဲကတ်ထားပါတော့ငါဘာဟောမလဲအရိယာဘာဟောမလဲဟိုတော့ယဟန္တာတွေလေတရားဘယ်လိုများကျူးဆဆအားထုတ်ပါလဲအရိယာသူတော်ကောင်းတွေအားထုတ်ဖို့မသိကြဘူးလားအေးနံပါတ်1ဘာလို့လဲမြောက်ကလေးရဲ့အင်္ဂါ2ချက်ယူပါဘာယူရလဲနံပါတ်2ကြီးကန်းလေးရဲ့အင်္ဂါ2ချက်ဘာလို့လဲနံပါတ်3သမင်းလေးရဲ့အင်္ဂါ2ချက်ဘာလို့လဲနံပါတ်4သမုဒ္ဒရာအင်္ဂါ3ချက်ဘာလို့လဲနံပါတ်5ကြက်ကလေးရဲ့အင်္ဂါ5ချက်ဘာလို့လဲသိသိကြကြနာလားသူဘာလဲရောက်ကလေးအင်္ဂါ2ချက်ပြောကြတယ်ဘာပြောမလဲဆရာပြောတဲ့စကားလုံးကတစ်မျိုးနော်နင်တို့နောက်တစ်ခါဟိုအောင်ဒုက္ခဓမ္မရိပ်သာပြန်သွားပြီနင်တို့အားကြီးတွေ့ဆရာဘာလို့ဒီလောက်နင်တို့တရားကြီးများဟောတယ်နင်တို့တရားကြီးဒီလောက်များဟောတာနာဘူးရလားအေးဘာလို့များဟောလဲဒီလိုပဲသိရလားမသိဘူးမလားအေးနင်တို့ဟိုဒီရည်ပြန်သွားရင်ဓမ္မဂရိကကြီးပြန်ဘာဖြစ်လဲဒီများဒီကသွားရင်လည်းတရားသိဟောနေတာအောင်ဒုက္ခဓမ္မရိပ်သာသွားပြီးဆိုအာကိုတွက်နေတာအဲ့ဒါဒီပြကမ္မထန်တိုက်ဒီဘာရီညာရီကြီးသွားဟောပြီဆိုတော့နည်းနည်းစကားပြောတဲ့နေရာမှာမှတ်တာအနိုင်မယူပါဘူးဘာမယူပါဘူးလဲအနိုင်ယူလို့ရှိရင်ရှုံးပါတယ်ဘာဖြစ်လဲဘာလို့လဲဆိုတော့ဟိုကအနိုင်ယူတဲ့အခါကျတော့ရှုံးတဲ့ပုဂ္ဂိုလ်ကစိတ်ကြည်နေသေးလားစိတ်မထင်ရဘူးလားအဲ့ဒါကိုတပြည့်ပေါင်းတော့ကိုလူမဟုတ်တော့မရှုံးဘူးကျသူတရားချွေးနေတဲ့အခါမှာမှန်တာကိုပြောရမယ်ပဲဘာပြောရမလဲသူမသိတာမှန်တာတွေသူမေးတာတွေဖြေတော့ဩဒီပုဂ္ဂိုလ်ကမသိအောင်ပြောတယ်စိတ်ကြီးတက်ကြီးနဲ့စိတ်ထဲမဟုတ်ဘူးနောက်နားလည်အောင်ပြောတယ်ဆိုတာကျေးဇူးမတင်လားအဲ့ဒါကုသိုလ်ဖြစ်တာပေါ့အဲ့ဒါကုနိုင်တယ်လို့ပြောတယ်ကြားလားသူအနိုင်မယူအောင်ကြားလားအဲ့ဒီကပြန်တော့အာသွက်တာဒီကဘယ်လောက်ထိအောင်အာသွက်လဲဆိုတော့အခုကြတဲ့စကားပြောလိုက်ရင်လည်းပေါ်လာတယ်ဆရာရှိမှနဲ့တရားမင်းနဲ့မပေါ်သလိုမသိသလိုဆရာကွဲရကြတယ်လို့တကယ်ကိုယ်ပါဇက်ကထွက်တာကိုယ့်အကူအားတောင်တဲ့ဒီလိုဘယ်စာအုပ်ကြည့်အဲ့ဒါတရားကွဲလာတော့ဘယ်ဘုန်းကြီးပဲဟောနားလည်လာလဲညာလားအဲ့ကျွတ်တမျိုးလေခန္ဓာရှိသွားတာနားလည်ခန္ဓာမရှိဘူးဆိုပညာမပါရင်နားလည်အေးကြက်ထားလေးနေတော့ပြောက်အောင်ဒါမကြက်ရအောင်ကျွတ်ကူသူ့သိနော်မကောင်းဘူးလားအေးကတိတော့ထားကြပါလားဆရာပြောတာမြောက်ကလေးအင်္ဂါ2ချက်ဘာအင်္ဂါ2ချက်အေးတချို့ပုဂ္ဂိုလ်တွေကစကားပြောကြကြည့်လို့လေငါဆရာကွာမြောက်ကိုကြည့်ရမယ်ဆိုတော့အဲသွားလို့ကြာဒီတော့ကြားလားသူဖြည့်ရှင်းမဲ့ပုဂ္ဂိုလ်တွေမရှိဘူးဒီကခုဆရာပြောတာမြောက်ရဲ့အင်္ဂါလေး2ချက်ဘာတယ်လဲမြောက်ကလေးဒီနံပါတ်1အိမ်မဆောက်ပါဘူးတဲ့မြောက်အိမ်နဲ့လည်းတွေ့ဘူးလားအေးမြောက်ဒီအိမ်မဆောက်ဘူးလေအဲ့ဒီမြောက်ကလေးဟာသွားရင်လူသူနဲ့ဝေးတဲ့အခါတော်နဲ့ထဲဝေးပြီးတော့ရောက်တဲ့နေရာကနေရာပဲဒီလိုကြလားဒါမြောက်ရဲ့အင်္ဂါဒီလိုခုယောဂီဘိက္ခုယောဂီဒီထို့နည်းပြီးတော့ဘိက္ခုဆိုတာယဟန်လို့ခေါ်တယ်မင်းတို့အားထုတ်တဲ့ပုဂ္ဂိုလ်ကယဟန်လေဆရာအဲ့ဒါဘိက္ခုယောဂီဒီဘာလုပ်ရလဲဆိုတော့ကြောက်ရောက်လာပြီဆရာနေရာချထားပြီးတဲ့နေရာကိုနေရမယ်လေအယုတ်အလအမြတ်မရိဒီနေရာရုပ်တယ်ဒီနေရာ
မြင်တယ်ဒီနေရာကောင်းတယ်ဒီနေရာမကောင်းဘူးဒီလိုမရွေးချယ်အောင်အဲ့မရွေးချယ်ပဲနဲ့နေရင်ယဟန်ဆိုရင်သူတွေညပါလေဘာရလဲဘာလို့ရလဲအယုတ်အလားအမြတ်မရွေးလို့ဆရာနေရာခြားတာပြီးတဲ့နေရာယူလို့ကြတဲ့နေရာယူလို့မရွေးခဲလို့ဒါကိုသူတွေလို့ခေါ်ရလားဒါနဲ့ရောင်ရဲတယ်ပေါ့ဒီလိုတဲ့နောက်ထပ်မရှာဘူးပေါ့နော်ကဲပြီးတော့ထားကြပါလားအဲ့ဒါမြောက်ကလေးခုနဘိက္ခုယောဂီရတယ်နေရာမရွေးရဘူးဆရာနေရာခြားတာပြီးတဲ့နေရာနေမယ်ဒီလိုမဟုတ်လားနံပါတ်1မြောက်ကလေးစီတဲ့အဲ့ရနေရာမရှိပါဘူးတဲ့ဘာလဲလဲအဲ့တစ်ပင်ခွာကြလေးမှလည်းငိုက်လိုက်အောင်လုံးတော့သူတောထွက်တဲ့ပုဂ္ဂိုလ်တွေလို့ကြားလားတောထွက်တဲ့ပုဂ္ဂိုလ်တွေလည်းငိုက်လိုက်တဲ့ဒါအဲ့ဒါမှမရှိတာဟုတ်နော်နင်တို့အဲ့ဒါနားလည်အောင်ချပြောရင်တောထွက်တဲ့ပုဂ္ဂိုလ်တွေအဲ့မိတ်တော့ဘာဖြစ်လို့ဒီအိတ်ချင်နဲ့စိတ်ဟာပျောက်ကလေးဒါသိနေတာဒီလိုတရားထိုင်တဲ့အခါကျတော့တစ်ခါတလေဆက်ခနဲ့ငိုက်ခနဲ့ဖြစ်ချင်မလို့အဲ့အိမ်ကြီးပါတွဲတမျိုးလေးဟုတ်လားဒီတဲ့အိမ်မှာတို့လူတွေကအိတ်တယ်လို့ထင်တာနော်တို့ယဟန်နေဘာညာဆိုတဲ့အထုတ်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါတစ်ချက်ဂိုက်လိုက်ပြီးဒီလင်းဒါတို့အားရရှိတယ်ဖြစ်တာနော်စဉ်းစားကြည့်တာမိဖဲနဲ့ဘာလို့နေကောင်းနေလဲဆိုတော့အဲ့ဒါလေးကိုနော်ကျဆရာဝန်ကလက်ခံခြင်းမလက်ခံပါလားသိရလားလက်ခံပါလားကြားလားကဲထားကြပါစို့အဲ့ဒီမြောက်ကလေးဟာတဲ့တစ်ပင်ခွာကြားမှာဘာဖြစ်လဲငိုက်ပါလဲဘာဖြစ်လဲဒီရတစ်ပင်ခွာကြားလို့ငိုက်ခတယ်ပြီးမြောက်အိတ်တယ်လို့ခေါ်တယ်ဘာအိတ်တယ်လို့ခေါ်လဲနင်တို့နဲ့တော့ခွာလာပေါ့ကြားလားနင်တို့ဘာလို့လဲထင်တော့မထောင်ဘူးလားနောက်အိယာကြီးရောခေမတော်ဘူးလားခေါင်းကြီးကခေါင်းမှမရှိဘူးလားပြီးတော့ဆရာမရှိတဲ့အချိန်ကဘယ်နှချိန်လဲနှစ်ချိန်ဘယ်နှချိန်လဲဟိုကြတော့ငါအားထုတ်မယ်နမောတတ္တသုံးခေါ်မထိုးလိုက်ဘူးလားတရားမထိုင်လိုက်ဘူးလားနည်းနည်းညပဲဆိုတော့အိတ်ချင်စိတ်ပေါ်မလာဘူးလားငါကြည့်မဲ့ပုဂ္ဂိုလ်တွေမရှိဘူးဘယ်သူမှလည်းမရှိဘူးနေပြီးတော့မေးလိုက်ဘူးလားငကောကမသားဆိုတော့ခြာပြီးသားဖြစ်မသွားဘူးလားတဏှာကြီးပြောင်းအားထုတ်ရတယ်ကြားလားနောက်မြောက်ကလေးအင်္ဂါဘယ်နှချက်လဲနှစ်ချက်နံပါတ်3မြောက်ကလေးအင်္ဂါနှစ်ချက်ဆိုတာကြီးကန်းလေးရဲ့အင်္ဂါနှစ်ချက်ပြောကြတယ်ဘာအင်္ဂါလဲကြီးကန်းလေးဒီတဲ့အစာရတဲ့အခါအာရနဲ့မိမိရဲ့အချွေမျိုးတွေကိုခေါ်ပြီးတော့ဝေမျှသုံးဆောင်ပါမယ်ဘိက္ခုယဟန်ဆိုတဲ့ပုံဒါကြတော့ယဟန်နဲ့ပါတယ်ယဟန်ဆိုတာယဟန်အချင်းဆိုတာဒါအမျိုးလို့ခေါ်တယ်ကြားလားအဲ့ဒီပုဂ္ဂိုလ်ကိုရတဲ့လက်လက်ပါကိုဝေမျှသုံးဆောင်ရပါမယ်သဘောပေါက်လားကြီးကန်းပြီနံပါတ်2အစာစားတဲ့နေရာမှာအနည်းနဲ့ထိတ်လန့်နေတယ်လေးသနဲ့နားထောင်ရန်သူတဲ့ကြည့်ဒီလိုမဟုတ်လားစားတဲ့စားရန်သူတဲ့ကြည့်အနည်းနဲ့ထိတ်လန့်နေတယ်စားလို့ဆိုတော့သတိကိုခေါ်တယ်ကြားလားသတိအနည်းရှိဒီလိုယောဂီလို့ဆိုတော့အမှတ်ကလေးနဲ့စားရတယ်ပါလေးနဲ့စားရတယ်အမှတ်ကလေးအဲ့ဒါကိုသတိကိုခေါ်တယ်ကြားလားအနည်းနဲ့လှုပ်တိုင်းစားတိုင်းသတိနေတဲ့သဘောလေးသဘောပေါက်လားအဲ့ဒါရှိတာလဲဒါလည်းဆိုတော့ဒါဝိပဿနာပဲကြားလားအဲ့ဒါကြီးကကုသိုလ်တွေဖြစ်နေဘာတွေဖြစ်နေလဲအမြဲတမ်းထိတ်လန့်နေပါတယ်ကြားလားအစာရဲစားဒီကံနဲ့နားထောင်ဒီသဘောပေါ့ကြားလားဘိက္ခုယောဂီရတဲ့ထုံနည်းတူစွာပဲအစာစားရင်မှတ်မှတ်စားရမယ်တဲ့ဘယ်လိုစားရမလဲဒီတော့ကြီးကလေးအင်္ဂါနှစ်ချက်ပြီးမသွားဘူးလားသမင်လေးရဲ့အင်္ဂါနှစ်ချက်တောသမင်လေးညအကလအခါကျတော့လာဟာပြမှာကျက်စားရပါတယ်ဘယ်မှာကျက်စားရလဲလာပြမှာကျက်စားလာပြဆိုတာကွေးမြင်တောရရည်ပြီးတော့ကွေးမြင်ထွက်ဘိက္ခုယဟန်ဆိုတဲ့ပုဂ္ဂိုလ်ကြတော့လည်းအဲ့လိုပဲတောထဲမှာမနေရအောင်ကွေးမြင်ထွက်ရတယ်ကြားလားစာလူကတော့လွန်ကြီးကောင်းလို့ခေါ်တယ်အဲ့ဒါကိုဒူးတွေမှာပဲဘာတယ်လဲဒူးတွေညတယ်ကြားလားအဲ့ဒီမှာတရားတွေအားထုတ်တယ်တောသမင်းကြီးအဲ့ဒီမှာအစာရည်စားရှားစားပြီးတဲ့အခါကျတော့မိုးတော်လင်းတဲ့အခါကျတော့တောထဲမှာကျက်စားရပါတယ်ဘယ်မှာကျက်စားရလဲအဲ့ဒီသမင်းလေးဟာမိုးတော်လင်းတဲ့အခါကျတော့တောထဲမဝင်ဘူးဆိုရင်လူတွေမနိုးလားနိုးတော့သမင်းလေးမမြင်ဘူးလားလေးသမားလေးနဲ့မပြစ်ဘူးလား
ဒုသမားဒုနဲ့မရိုက်ဘူးလားလမ်းသမားလမ်းနဲ့မထိုးဘူးလားဓာသမားဓာနဲ့မခုတ်ဘူးလားခဲသမားခဲနဲ့မပေါက်ဘူးလားအနာရရမဖြစ်ဘူးလားသိရပြီမသွားနိုင်ဘူးအဲ့ဒါကြောင့်တောထဲမှာဆက်စားရပါလေကြလားအေးဘိက္ခုယောဂီရတဲ့သူကြီးတူစားပဲမူးတော့လင်းပြီအာယုံချင်းအလင်းရောက်ပြီဆိုရင်တောထဲမှာဆက်စားရတယ်ကြလားအဲ့နည်းနည်းခုကြောင်ထမ်းအားထုတ်နေတဲ့ပုဂ္ဂိုလ်ကြီးကြတော့တောမရှိဘူးဆိုတော့ကြောင်းထဲမှာနေရတယ်ဘယ်လိုနေဘယ်မှနေရလဲတော့လမ်းသွားတဲ့အခါကျတော့တောင်ကြည့်ပြောင်းနေကြည့်ရအောင်ကြလားအေးဘာလို့ကြွရတယ်လမ်းနဲ့ချရတယ်ဖြောက်ကလေးတော့စိတ်ကလေးကြည့်နေလေမရှိဘူးလားကြွရတယ်လမ်းနဲ့ချရတယ်ဟောခုကြည့်တော့ခလေးမှာဟိုကြည့်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 ဟိုကြည့်ဒီကြည့်ကြည့်ဒီဆိုမြင်ရပြီဒီခုနသမင်လေးညှမှန်တယ်ပေါ့ညှမှန်တော့မဆင်းရဘူးအေးခုနလှတာလေးလူကျင်တော့ဟောဆင်းရဲဘာဖြစ်လဲလူကျင်တော့လောဘဖြစ်တာပေါ့လောဘဆိုတာအကုသိုလ်မဖြစ်ဘူးလားဉာဏ်လူတွေ့တော့ဒေါသမဖြစ်ဘူးလားလောဘနဲ့ဒေါသဒီကုသိုလ်လားအကုသိုလ်လားအကုသိုလ်ဆိုတော့ဘယ်သွားလဲတဲဟုတ်မဆင်းရဲဘူးလားအဲ့ဒါကြောင့်အမှတ်ကိနဲ့သွားတယ်ဘာလေးနဲ့သွားတယ်အဲ့ဒါကာကွယ်တယ်လို့ခေါ်တယ်ဒါတောပဲမြို့တောလို့နေတယ်ကြားလားဘယ်ကြည့်ကြည့်ကြားရင်လည်းကြားတယ်နားရင်လည်းနားတယ်မြင်တယ်မြင်တယ်ဒါတောထဲမှာရှင်းနေရှင်းမျိုးနော်အဲ့ဒါလေးမှန်ပြီတောထဲမှာဆိုတော့ဘာမှမမြင်ရမမြင်အာကိလေသာသူဟာသူငြိမ့်မနေလားမြင်ရဝဲကိလေသာသူဝင်ဖြစ်တော့သည်ဘာလို့လဲမြင်လို့ဘာလို့လဲ